အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့အောင်ပလ audio book channel ကနေကြိုဆိုပါရစေဒီနေ့မှာကျွန်တော်ဖတ်ပြခြင်းတဲ့ဝတ္ထုလေးကတော့စာရေးဆရာမောင်မိုင်းညွတ်ချောင်းဦးရေးသားထားတဲ့ဇလန်တွေကတရေဆွဲခံရတယ်လို့မြည်ရတဲ့ဝတ္ထုလေးကိုဖတ်ပြပေးခြင်းပါတယ်ခင်ဗျာလွန်ခဲ့တဲ့2016မေဒုတိယပတ်ကစာရေးသူစီကိုစာဖတ်ပြတဲ့တူဖုံးဆက်လာပါတယ်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ထူးထူးဆန်းဆန်းတရေဆွဲခံရတဲ့ဖြစ်ရပ်တစ်ခုကိုပြောပြခြင်းနဲ့လို့ဆိုပါတယ်ဖုံးဆက်ပြီးနောက်3ရက်အကြာမှာစာရေးသူတွားရောက်တွေ့ဆုံခဲ့ပါတယ်သူနေတာကကံဘက်ဘူတာရုံရဲ့အရှိဘက်ရက်ွက်တစ်ခုမှာဖြစ်ပါတယ်သူပြောပြတဲ့တရေဆွဲခံရသူဖြစ်စဉ်ကအခြားသောတရေဆွဲခံရတဲ့ဖြစ်စဉ်တွေနဲ့မတူပါဘူးတမူထူးခြားဆန်းကျဲတဲ့အဖြစ်အပျက်တစ်ခုပါဒါကြောင့်လည်းစာဖတ်ပိသက်တွေအတွက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်အချိန်ကာလက1969ခုနှစ်ခန့်ဖြစ်ပါတယ်အခင်းဖြစ်ပွားတဲ့နေရာကတော့အေယာဝတီတိုင်းစလွန်မြို့နယ်အုံးရှိကွန်းတိုက်နယ်ကော့စိန်ကျေးရွာအုပ်စုတွေကအမည်မဖော်လို့တဲ့ကျေးရွာလေးတစ်ခုမှလိုပဲဆိုကြပါစို့အဲ့ဒီကာလတုန်းကအေယာဝတီတိုင်းတိုင်းလုံးမှာလက်နက်ကင်တန်းရမှုတွေခြုံငင်းသလောက်ရှိနေပါပြီဒါပေမဲ့လုံးဝအမြင့်ပြတ်ပြီလို့တော့မဆိုနိုင်သေးပါဘူးဒါကြောင့်တပ်မတော်နဲ့ပြည်သူအားလုံးပူးပေါင်းပါဝင်တဲ့တောင်းကျမ်းသူကင်းစည်ရေးစီမံချက်တွေလှုပ်ဆောင်လျက်ရှိပါတယ်မြို့တိုင်းရွာတိုင်းလိုအပ်တဲ့နေရာတိုင်းမှာလုံခြုံရေးလက်ဆက်ကင်းတွေဆောက်လုပ်ထားပါတယ်ရွာသားတွေကအလှည့်ကျကင်းဆောင်ကြရတယ်ထူးခြားဖြစ်စဉ်တစ်ခုခုဖြစ်ပေါ်တာနဲ့တည်တဲ့ကင်းတဲကအလန့်အချက်ပေးဝါကလက်တဲ့ခောက်ရတယ်ကင်းတဲတွေကအလန့်ကလေးတဲ့ခောက်တာနဲ့အရက်ရှိမျက်နှာမှာရှိတဲ့ကင်းတဲတွေအားလုံးကလည်းအလန့်ကလေးတဲ့ကိုဝိုင်းခောက်ကြတယ်ပတ်ဝန်းကျင်ကိုတတိထားဆောင်ကြည့်နေမယ်ဒီလိုအချိန်မှာလက်ဆက်ကင်းတွေကိုအနီးကကြီးကြပ်ကိုကဲနေတဲ့တမတော်တက်စုတက်စိတ်တွေရဲတပ်ဖွဲ့ဝင်တွေကအမြန်ရောက်လာမယ်အခင်းဖြစ်နေရကိုပိတ်ဆို့ရှာဖွေရှင်းနေမယ်ဒီလိုနဲ့တောင်ကျမ်းသူတွေနေတရားမရှိအောင်အမြင့်ပြတ်ခြုံငင်းအောင်လှုံ့ဆော်နေကြတာဖြစ်ပါတယ်ဇွန်လရဲ့ညနေခင်းတစ်ခုမှာမောင်လှတင့်လက်ဆက်ကင်းဆောင်မှုအိမ်ကထွက်လာခဲ့တယ်ဒီနေ့ညသူတို့အိမ်ကင်းဆောင်မှုအလှည့်ကြတယ်လို့ကင်းမှုလုပ်တဲ့သူကလာပြောသွားတယ်ပြီးတော့နောက်နေ့ကလည်းမောင်လှတင့်ကြောင်းပိတ်တဲ့ရက်ဖြစ်ပါတယ်မိဘတွေကကိုရန်ကျောင်းသားမောင်လှတင့်ကိုကင်းမဆောင်ခိုင်းဘူးစာပဲဖတ်စေခြင်းနဲ့ဖခင်ကြီးနဲ့နေမကောင်းဖြစ်တာနဲ့ကျောင်းပိတ်ရနဲ့ဆုံလို့တာမောင်လှတင့်ကိုတညကင်းဆောင်ခိုင်းတာဖြစ်တယ်ကင်းကနေရောညောဆောင်တာညနေ6နာရီလောက်မောင်လှတင့်တို့အဖွဲ့3ယောက်ကင်းတဲ့ကိုရောက်လာတယ်သူတို့ရောက်မှမနေ့ကလေးကဆောင်းရတဲ့ကင်းသမားအဟောင်းနေအိမ်ပြန်ရတယ်မိုးလေးကတဖွဲဖွဲရွာနေတယ်မိုးဦးစောစောကြတဲ့နှစ်ဖြစ်လို့လေကွင်းအချို့မှာမြကဗလာခင်းထားတဲ့အတိုင်းပြိုးပင်နေစိမ့်မြနေတယ်မောင်လှတင်တို့3ယောက်ဝါကင်းတဲပေါ်ထိုင်ရင်စကားဆက်မြည်ပြောဆိုနေကြတယ်သူတို့ကင်းတဲကကော့စိန်ရွာဦးဘီးညာလက်ပွေချောင်းကားမထိတ်မှရှိတဲ့အကြောင်းရွှေချောင်းငါးအိမ်တန်းအရှိစွန်ပြင်းကုန်းကညင်ကွန်းမုတ်တောနဲ့တပီးလေးရွာတွေကိုစီးမြင်နေရတယ်နေလုံးကြီးကအလေးရောင်တွေကိုတစားစီဆွဲယူရုပ်သိမ်းသွားချိန်မှာအမောင်ကတဖြည်းဖြည်းတိုးဝင်နေတယ်ညအမောင်ထဲမှာရွာတွေစီကိုတလက်လက်မီးရောင်လေးတွေကိုမြင်နေရတယ်ချောင်းထဲမှာရေဆက်ဆက်ရောက်နေလို့ဖားတွေပြောနေကြဟန်တူရဲ့အုံအင်အတန်တွေတစ်ဆိုတဲ့ဖားလက်တဲ့အော်ရန်တွေရောထွေးဆုံညံနေတယ်လေပြေကလေကွင်းပြင်တွေကိုဖြတ်တန်းပြီးမောင်လှတဲ့ရင်ကနေကိုတိုးဝေဝင်လာတယ်မုံကြီးပါတဲ့လေပြေကြောင့်မောင်လှတဲ့ကြက်တီးထသွားတယ်ဟာအေးတယ်ဟာမောင်လှတဲ့မေးခိုက်တုံးပြရင်ဆောင်းကုန်းဆွဲယူချုံနဲ့ကင်းတဲပေါ်လဲလောင်းလိုက်တယ်သူကင်းဆောင်ရမယ့်အချိန်ကညနေပိုင်းဖြစ်လို့စောစောပိုင်းမှာအိပ်ဖို့ကြံလိုက်တာလည်းဖြစ်တယ်ဒါပေမဲ့သူအိပ်ဖို့အခွင့်မတားလိုက်ဘူးချောင်းတစ်ဖက်ကန်းကကြားရတဲ့အလန့်အချက်ပေးကလတဲ့ခောက်တန်းကြောင့်ချက်ချင်းကောင်းထောင်းကြည့်ပြီးလူလက်ထကြည့်လိုက်တယ်သူကင်းတဲ့ကလည်းဝါကလေးတဲ့ကိုတတောက်တောက်မြည်အောင်အဆက်မပြတ်ခောက်လိုက်တယ်တစ်ချိန်တည်းမှာပဲဟိုကဒီအနီးအဝေးကအရက်ရှိမင်းလာတော့အနှံ့စီကကလေးတဲ့ခောက်တန်းနေစညံပေါ်လို့ရိုက်အောင်ထွက်ပေါ်လာတယ်သူများကင်းတဲ့ကခောက်လို့တာလိုက်ခေါင်းနေရတယ်ဘာဖြစ်လို့ခေါင်းမှမောင်လှတင်တော့မသိဘူးအခြားကင်းတဲ့တွေမှာလည်းချက်ချင်းတော့သိကြအောင်မဟုတ်ဘူးမောင်လှတင်ကလေးတဲ့စခောက်တဲ့ချောင်းတစ်ဖက်ကအမောင်နဲ့ကိုသာစိုက်ကြည့်စူးစမ်းနေမိတယ်ဓမီရောင်နေတဝန်းဝန်းနဲ့လူတစုရဲ့လှုပ်ရှားသွားလာနေတာကိုတွေ့ရတယ်။တစုံတဦးကိုတယောက်တစ်ပေါက်အော်ဟစ်နေကြတဲ့အတန်တွေကလည်းစူညံနေတယ်။စူညံတန်တွေကလေနဲ့အတူပါလာပြီးကြဲလောင်ကြားလိုက်လေးလျံနဲ့ပါသွားပြီးဝေးကွာသွားလိုက်နဲ့ထင်ရှားမကြားရဘူး။ဘာဖြစ်တာလဲ။သွားကြည့်ကြရအောင်။မောင်လှတင့်ကင်းအတူတူကြားသူတွေကိုပြောလိုက်တယ်။ချောင်းကပေ20လောက်ပဲကျဲတယ်။ရေကလည်းခက်စိတ်ချင်းမျက်စိတောင်မမြုပ်ဘူး။နောက်ပြီးသူတို့ကော့စိန်နဲ့တစ်ဖက်ကန်းရွာကတ
ရွာတဲ့နေလို့နေကြသူတွေတယောက်နဲ့တယောက်ဆွေမျိုးတွေလို့ခင်မနေကြတဲ့အကြောင်းဆိုရင်တွေကမရှိဘူးဒါကြောင့်လဲသွားကြည့်ဖို့မောင်လှတဲ့ကပြောလိုက်တာဖြစ်တယ်သူပြောတာကိုကျန်တဲ့ကင်းသမားတွေကလည်းလက်ခံတယ်ဒါနဲ့ပဲသူသုံးအောင်စလုံးချောင်းကိုဖြတ်ပြီးတစ်ဖက်ကန်းကရွာစီကိုထွက်ခဲ့ကြတယ်ဓမင်းအောင်တဝန်းဝန်းနဲ့လူအုပ်ရှိအောင်သွားတယ်မီးမြန်းကြည့်တယ်ဒီတော့မှလူတယောက်ကရုတ်တရက်ဆိုပြီးပျောက်သွားလို့ဝိုင်းဝန်းရှာဖွေနေကြတယ်လို့သိရတယ်ပျောက်သွားတဲ့လူကမောင်ဦးတဲ့အသက်20လောက်အရွယ်လူငယ်ထူးခြားတာကမောင်ဦးကနေ့တင်မလားညတင်မလားစောင့်ကြည့်နေရတဲ့အိယာဘွားမထနိုင်နဲ့တည်တော့မဲ့လူမမာတယောက်ဖြစ်နေတာပဲတားရီမောင်ဦးရီတားရီမောင်ဦးငိုတန်ပါကြီးနဲ့တားကိုအော်ဟစ်ခေါ်နေတဲ့အတော်ကြီးတယောက်ရဲ့အတန်ကိုကြားရတယ်ဒါကရွာလယ်ပိုင်းကဒေါ်ကြီးမြကြီးရဲ့အတန်ဆိုတော့မောင်လာတင်သိလိုက်တယ်သူကမိုးစုံမကြီးသူ့အကြဆုံးသွားတာကြားပြီသူ့မှာသမီးကြီးတယောက်နဲ့တားလေးတယောက်ရှိတယ်သမီးကြီးကအသက်စိတ်လောက်ရှိပြီးတားငယ်ကမောင်လာတင်ထက်ကြီးတယ်အသက်20လောက်ရှိပြီဒေါ်ကြီးမြကြီးကသူ့သားကိုအော်ခေါ်နေတာဆိုတော့ပျောက်တာမောင်ဦးဘောလို့မောင်မလာတင်တွေးမိတယ်တစ်ဆက်ထဲမှာပဲဘလို့ဖြစ်တာပါလိဆိုတဲ့နားမလည်နိုင်မှုတွေနဲ့လည်းနဝေးတဲ့နောင်ဖြစ်သွားရတယ်ဘာလို့လဲဆိုတော့ဒေါ်ကြီးမြကြီးရဲ့တာမောင်ဦးကဒီကောင်ပေါင်းလဲယောဂဖြစ်နေတယ်ဆိုတော့သူသိတယ်မောင်လှတဲ့တို့ရွာကော့စိန်နဲ့ဒေါ်ကြီးမြတို့ရွာကနှစ်ရွာတရွာလို့ဖြစ်နေတော့တရွာမှာအကြတာအစတရွာကတည်နေတယ်ဒေါ်ကြီးမြကြီးတာမောင်ဦးနေထိုင်မကောင်းတာဖြစ်နေတာ6လ9လလောက်ရှိပြီနောက်ဆုံးဇလွန်မြို့နယ်စေယုံကတောင်အစွမ်းကုန်ဥတာပေးပြီးထူးကြမလားလို့ဆိုပြီးအိမ်ပြန်တယ်ဝင်ပေးခဲ့တယ်မောင်ဦးကိုစေယုံကနေရွာပြန်တယ်လာပြီးဟိုဆရာကောင်းတို့ဒီဆရာကောင်းတို့နဲ့ကုသပေးမယ်လည်းမသက်သာဘူးပိုသာဆိုးလာတယ်ရက်ရှိလာမြယောဂဝေဒနာခံစားရအစာမဝင်ရေမဝင်ဖြစ်နေတာကြောင့်ပိန်လီ6ကပ်ပြီးအယုံကောင်းနဲ့ဖြစ်နေတယ်မောင်ဦးတစ်ခုလုံးမှာခေါင်းနဲ့မျက်လုံးမမြင်ရတော့တယ်ကုသမြဆရာတွေကလည်းတပတ်ပဲခံရမယ်ပြောသူကပြောတလားထက်မပူတော့ဘူးပြောသူကပြောနဲ့လက်လျှော့သွားကြတယ်မောင်ဦးကူရကေရမဲ့ဘဝနဲ့အိမ်ရထဲမှာပက်လက်လေးကြံရစ်ခဲ့တယ်တခုထူးခြားတာကမောင်ဦးကအသက်ပြင်းနေမနဲ့သေးမလားညသေးမလားစောင့်ကြည့်ရင်နဲ့ရက်သေးတာပြောင်းသွားတယ်မောင်ဦးကမသေးဘူးတချို့ကလည်းမောင်ဦးကသေးပြီးဒါကဖုတ်ဝင်နေတာဖုတ်ထုတ်ရမယ်လို့တီတိုပြောလာကြတယ်ဒီလိုထိဒီလောက်ထိအခြေအနေတွေဆိုးဆိုးဝါးဝါးဖြစ်နေတဲ့လူမမမောင်ဦးပြောင်းနေတယ်ဆိုတော့မောင်ဟတဲ့နားမလည်နိုင်ဘူးဒါကြောင့်ဒေါ်ကြီးမြကြီးအနီရအောင်တိုးသွားတယ်လေးဒေါ်ကြီးမြကိုမောင်ဦးကဘလို့ပြောက်သွားတယ်လေထို့သို့မေးကြည့်တယ်ဟဲ့နင်းကဘာတူလဲဟဲ့ဒေါ်ကြီးမြကလက်ထဲကမီးရုပ်ကိုမြှောက်ပြီးမောင်လာတဲ့ကိုကြည့်တယ်အော်ကော့စိန်ကကိုလှသားဦးဘလို့ဖြစ်လဲဆိုတော့မသိသေးပါဘူးတားရဲ့မှောင်လာလို့မောင်ဦးအိယာပေးမိခက်လေးထွန့်ပင်နေတော့မောင်ဦးရဲ့လေပက်လက်ကြီးလေးတဲ့မြောက်လာတယ်အတော်ကလည်းရုပ်တရက်ဆိုတော့လန့်ပြီးကြောင်ကြည့်နေမိတယ်မောင်ဦးခန္ဓာကိုယ်ကရေထဲမှာမျောနေတယ်လို့လေထဲမှာပက်လက်နေထားနဲ့မျောဝဲပြီးအိမ်အောက်အမောင်ထဲကိုရောက်သွားတယ်အတော်ကတတိယလိုလှမ်းဆွဲလိုက်သေးတယ်မမီဘူးဒါကြောင့်လူတွေစုပြီးလိုက်ရှာနေတာချောင်းနဲ့လည်းနှံ့နေပြီလေခွန်းနဲ့လည်းနှံ့နေပြီမတွေ့သေးပါဘူးတားရဲ့မောင်ဦးပြောက်သွားတဲ့အကြောင်းဒေါ်ကြီးမြကြီးကမောင်လာတင်ကိုရှင်းပြတယ်ပြီးရနဲ့တားရီမောင်ဦးရီထိုကဲ့သို့တနာစရာကောင်းလောက်အောင်အော်ခေါ်နေတယ်မောင်လာတင်တို့အဖွဲလဲလူအုပ်ကြီးနဲ့ရွေးပြီးလိုက်ပြီးတော့ရှာကြတယ်မောင်ဦးရဲ့နာမည်ကိုတကြကြောအော်ပြီးတော့ခေါ်ကြတယ်အဲ့ဒီအချိန်နဲ့မှာပဲအလန့်အချက်ပေးကလေးတဲ့ခောက်တန်တွေကြောင့်တက်မတော်တက်စိတ်နဲ့ရဲတွေပါရောက်လာတယ်ရွာလူကြီးကမောင်ဦးပြောက်သွားတဲ့အကြောင်းကိုရှင်းပြမှပြန်သွားကြတယ်လူအုပ်ကြီးကတော့လက်နဲ့တိုင်းမီတွေတဝန်းဝန်းမီးအုပ်မီတွေတလက်နဲ့တနေရာမှတနေရာရွေးရှားသွားလာပြီးရှာဖွေနေကြတယ်မောင်ဦးဆိုတဲ့အတန်တွေကလည်းပတ်ဝန်းကျင်တစ်ခုလုံးစူးစူးညံ့အုပ်ကြက်ပြန့်နှံ့နေတယ်ဦးမောင်ဝေကျွန်တော်ဒီမှာပြုတ်ဦးမောင်ဝေကျွန်တော်ဒီမှာပြုတ်ဟာမောင်ဦးအတန်ဟိရှာကြပါအောင်ဘယ်ကပြောနေတာတော့ဟုတ်တယ်မောင်ဦးအတန်မှမောင်ဦးအတန်ချောင်းနေရောကွင်းနေရောဘယ်မှာရှာမြတဲ့အဆောင်လူအုပ်ကရွာထဲပြန်ဝင်လာတယ်ရွာကချောင်းကမ်းမှာမျက်နှာချင်းဆိုင်တည်ထားတဲ့ရွာတန်းရှိရွာလေလန်းတိုင်တန်မီးထိုးတကြောအော်ခေါ်လာတယ်ရွာထက်အရောက်မှာတုံ့ပြန်ပြောကြလာတဲ့မောင်ဦးရဲ့အတန်ကိုရုတ်တရက်ရှားလိုက်ရတယ်အရက်ရှင်းမျက်နှာတန်မီးထိုးပြီးရှာဖွေကြတယ်မောင်ဦးရဲ့မင်းပဲလားမင်းပဲမှာလဲမောင်ဦးရဲ့မင်းပဲမှာလဲတားရီတာမောင်ဦးမင်းပဲမှာလဲဦးမောင်ဝေကအော်ပြီးတော့မိတယ်ဒေါ်ကြီးမြကြီးရဲ့လည်းငိုရန်ကြီးနဲ့မိတယ်လူတွေကအတန်ငြိမ်သွားတယ်မောင်ဦးဘယ်နေရာကပြန်ထိုးတယ်ဆိုတာသိဖို့ငြိမ်ပြီးနားထောင်နေကြတယ်ဦးမောင်ဝေကျွန်တော်ဒီမှာပြုဒီတခါတော့မောင်ဦးအတန်ဘယ်ကလာလဲဆိုတာအားလုံးသိကြတယ်ဟာညောင်ပင်ကြီးရောဟဲ့ဓမီနဲ့ထိုးကြည့်ကြပါဟာ
ညောင်ပင်ကြီးရဲ့နေရာအနှံ့ဓမီရောင်တွေစုပြုံကျရောက်သွားတယ်ညောင်ပင်ကြီးကရွာရဲ့အထင်ကရညောင်ပင်ကြီးနှစ်ပရိစီကများသောကလေးကတရှိနေခဲ့တဲ့ညောင်ပင်ကြီးပင်စီလုံးပတ်တွေက6ပေခန့်တခန်းစာလောက်ရှိပြီးညောင်မုံးစိတ်တွေညောင်တောင်းမြစ်တွေဂိုင်းပြန်နေတဲ့အေယာမညောင်ပင်ကြီးပါညောင်ပင်ကြီးအောက်မှာကွမ်းပိုင်းနတ်ပိုင်းနတ်ကွန်းတွေရှိတယ်လဲဝင်လဲထွက်ပူဇော်ပသခြင်းဒီညောင်ပင်ကြီးစီလာရတယ်ရှင်ပြုနာတနတ်ပြခြင်းလည်းဒီညောင်ပင်ပဲတာကြီးနာကြီးရကြီးရွာကြီးမှာအရေးပါတဲ့အဓိကညောင်ပင်ကြီးပေါ်ဟာမောင်ဦးကဘလို့လုပ်ပြီးရောက်နေတာလဲဟောတွေ့ပြီဟေးဟိုမှာဟေးဘယ်မှာလဲဟာဘယ်မှာလဲဟာအောက်ကဂိုင်းနေကွယ်နေလို့မမြင်ရတာညောင်ပင်ထိပ်ဖျားမှာလေဂိုင်းကြီးပေါ်မှာလေဟာဟုတ်တယ်ဟေးမောင်ဦးညောင်ဂိုင်းပေါ်မှာငုတ်တို့ကြီးထိုင်နေတယ်လူတွေရဲ့တယောက်တစ်ပေါက်ပြောတဲ့အနေနဲ့စူညံပွဲလို့ရိုက်နေတယ်မောင်ဦးကိုတွေ့သွားကြပြီဖြစ်တယ်ဓမီအားလုံးမောင်ဦးစီကိုစုပြုံထိုးထားကြတယ်ရှုပ်ထွေးနေတဲ့ဂိုင်းခက်ဂိုင်းလက်တွေကြားမှာညောင်ဝိုင်းတစ်ကိုင်းပေါ်မှာမြောက်တစ်ကောင်ကဲ့သို့ငုတ်တို့ထိုင်နေတဲ့မောင်ဦးကိုတွေ့ရတယ်မောင်ဦးရဲ့ဝက်စားတွေကအိယာထဲမှာရှိတုံးကအတိုင်းဆွဲတာအင်ကြီးအပေါ်ကစစ်ကြခင်အဟောင်းကြီးကိုထပ်ပြီးဝတ်ထားတယ်အဟောင်းစရာကောင်းတာကမောင်ဦးလိုရိုးပေါ်ရေးတင်ဘယ်နည်းသိမလဲမသိတဲ့လူမမာကဘလို့လို့ညောင်မင်းထိတ်ထိတက်နိုင်ရတာလဲလူတွေကအမျိုးမျိုးဝေဖန်ပြောဆိုနေကြတယ်နောက်ပြီးမောင်ဦးစောင်းကြောင်ထိုင်နေတဲ့ညောင်ခိုင်းကလက်မောင်းလုံးလောက်ပဲရှိတယ်မောင်ဦးကထိုင်နေတယ်နားနေတဲ့ငှက်တကောင်လိုပဲဘာလို့မှကိုင်းမထားသေးဘူးပြီးတော့ကြံသေးတယ်မောင်ဦးစီကဘာတန်မှထပ်ပြီးထွက်မလာတော့ဘူးမျက်လုံးတွေကမှိတ်ထားတယ်အိပ်ပြောသလိုလိုမိမျောသလိုလိုဖြစ်နေတယ်ကဲမောင်ဦးတော့စစ်နိုင်မှာမဟုတ်ဘူးသူ့အောက်ချကြမယ်ဘယ်လိုချကြမလဲလူကြီးတွေကတိုင်ပင်ကြတယ်နောက်တော့ညောင်ကန်းတစ်ကိုင်းမှာဆက်တီးစင်ကျိုးတစ်ဖက်မှာဆောင်းပကက်လုပ်မယ်မောင်ဦးဆောင်းပကက်ထဲပွေထက်ဆက်တီးနဲ့အောက်ကိုချဖို့စိတ်ကူးရတယ်စိတ်ကူးအတိုင်းပဲလှုပ်ဆောင်ကြတယ်လွယ်မဲ့ထင်မဲ့တော်တော်ကြီးကိုခက်ခဲလှုပ်လိုက်ရတယ်ပထမညောင်ပင်ဆောင်နဲ့ကွမ်းပိုင်နေပိုင်းတွေကိုတောင်းပန်ရတယ်ပြီးတော့မှအားကောင်းမောင်းတဲ့လူငယ်လူရွယ်14-15ယောက်ညောင်ပင်မော်တက်ရတယ်ဆက်တီးစင်သူကဆင်မလွတ်မကင်းဖြစ်နေတဲ့ညောင်ကိုင်းတွေကိုခုတ်ချသူကခုတ်ချညောင်ကိုင်းမှာငုတ်တုံမိနေတဲ့မောင်ဦးကိုလိမ့်ကြမသွားအောင်ထိန်းသူကထိန်းဆက်တီးကျိုးပြမှာဆောင်းပကက်ဆင်သူကဆင်နဲ့တနာရီလောက်ချိန်ယူလိုက်ရတယ်အားလုံးအစင်းသင်းဖြစ်ပြီးဆိုမှမောင်ဦးကိုပွေပြီးဆောင်းပကက်ထက်ဆက်တီးကျိုးနဲ့ဖြည်းဖြည်းချင်းအောက်ချယူကြရတယ်ညာချင်းမင်းကြီးဓမီအောင်တဝဝင်းတက်ကိုင်းခုတ်တန်တုံဂိုင်းကျိုးကြတဲ့နေတဖြောင်းပြောတန်ဆိုတန်အော်ဟစ်တန်နေနဲ့တပြတပါးပွဲတော်ကြီးကျင်းပနေတယ်လို့ပဲဒီလိုနဲ့မောင်ဦးအောက်ကိုရောက်လာတယ်တတိတော်မရသေးဘူးမိမျောနေတော့မယ်ဆောင်းပကက်ကိုဝလုံးနဲ့ရှို့ထမ်းပြီးမောင်ဦးအိမ်ကိုပြန်တယ်လာကြတယ်မောင်ဦးသူ့အိမ်ပြန်သွားမှမောင်လာတဲ့တို့အဖွဲ့လဲကင်းတဲကိုပြန်လာခဲ့ကြတယ်ထူးတော့အတော်ထူးဆန်းတယ်ဖြစ်ပြန်တော့စာရေးသူကအေးနေပြီဖြစ်တဲ့ရင်းနှီးချမ်းကိုမော့ရင်းဦးလာတင်ကိုပြောလိုက်တယ်ထူးတာပေါ့စာရေးဆရာရဲ့ထူးလို့လည်းပြောပြချင်တာပေါ့နောက်နေ့မှကျွန်တော်ဒေါ်ကြီးမြန်းရဲ့အိမ်ကိုသွားတယ်မောင်ဦးအကြောင်းနောက်ဆက်တွဲကိုတည်တည်ချင်းဆက်ဆုချင်လို့ပေါ့ဗျာဒေါ်ကြီးမြန်းအိမ်ရောက်မှညကဖြစ်တဲ့အဖြစ်ပြတဲ့တင်းကချက်ချင်းပြန့်နှံ့သွားတယ်ဆိုတော့သိလာရတယ်ဒေါ်ကြီးမြန်းအိမ်မှာရွာလူကြီးတွေရောဇလွင်မြို့နယ်ကပါတီကောင်စီလူကြီးတွေရောရဲတွေရောဆရာဝန်တွေရောစုံလိုပဲပြိုးရောက်နေတာကားတွေဆိုင်ကလေးစပိန်တွေဆိုလဲလမ်းပေါ်မှာပြည့်နေရပဲကျွန်တော်လည်းတက်နိုင်ဆုံးရှေ့ရအောင်တို့ပြီးလူကြီးတွေမြင်းမြန်းပြောဆိုနေတာကိုနားထောင်ရတာဖြစ်ပုံကဒီလိုတဲ့ဗျညကမောင်ဦးတရေဆွဲခံရတာတဲ့ဗျမောင်ဦးအိယာထဲမှာမိတစ်ချက်မျောတစ်ချက်ဖြစ်နေတော့လူကြီးတယောက်အိမ်မော်တက်လာတယ်တဲ့အဲ့ဒီလူကြီးကမောင်ဦးကိုပွေ့ချပြီးအောက်ကိုခုံဆင်းသွားတာတဲ့ဗျပြီးတော့ရွာထိတ်ညောင်မင်းကြီးကိုခေါ်သွားတယ်မောင်ဦးကမောလိုက်တာလို့ပြောတော့မောင်ဦးရဲ့ဘိုက်ကိုလှမ်းပြီးရှာနဲ့ရက်ပေးတယ်တဲ့တော်တော်ကြာအောင်ရှာနဲ့ရက်ပေးပြီးတဲ့အချိန်မှာတော့သူ့ကိုခေါ်သွားတဲ့သူ့ကိုလိုက်ရှာတဲ့လူကြီးကညောင်မင်းနားကိုရောက်လာတယ်ဒီတော့မှမောင်ဦးကိုခေါ်လာတဲ့လူကြီးကဟိုမှာမောင်ငွေတဲ့အုပ်စုမင်းကိုလိုက်ရှာနေကြတယ်ဥမောင်ငွေကျွန်တော်ဒီမှာရှိတယ်လို့ပြောလိုက်လို့ပြောတယ်တဲ့ပြောခိုင်းတဲ့အတိုင်းနဲ့ပြောရတာမောင်ဦးအနေနဲ့တော့အမှောင်ထဲမှာဥမောင်ငွေကိုလည်းမမြင်အောင်ဘသူ့ကမှလည်းမမြင်အောင်ဘာသာမှလည်းမကြားအောင်လေဒီအကြောင်းတွေကိုမောင်ဦးကလူကြီးတွေကိုပြန်ပြောပြတယ်မြို့နယ်ကလူကြီးတွေကလည်းယုံရခဲ့မယုံရခဲ့အော်တင်လို့ပေါ့ဗျာသူ့ကိုခေါ်သွားတဲ့လူကြီးရဲ့ပုံမှန်သဏ္ဍာန်ကိုမေးတော့အမှုမြင်နေနဲ့မဟုတ်ဘူးဗျာတဲ့လူကြီးတယောက်ပဲအရက်မြင့်မြင့်တုတ်တုတ်ခိုင်ခိုင်နဲ့နှခမ်းမွေးတွေရှိတယ်ကွန်းနေစားပြီးတပြစ်ပြစ်နဲ့ထွေးတယ်လို့ပြောတယ်အဲ့ဒီလိုပြောတော့မောင်ဦးအဖေမောင်ဦးဝင်မေတော်ကြီးမြတ်ဟင်းအဲ့ဒါဆိုနင့်အဖေဘောလို့ပြောတယ်ငငယ်ကလေးကဆုံးသွားတာကြောင့်မောင်ဦးကသူ့အဖေကိုမမှန်မိဘူး
ဒီတော့မှမောင်ဦးအသေးအတန်ဖြစ်နေတာကိုတေသွားတဲ့သူ့အဖေကလာခေါ်ပြီးဆေးကုပေးတယ်ဆိုတော့သဘောပေါက်ကြတယ်လူကြီးတွေမိတဲ့မြတ်ကိုဖြေနေတဲ့မောင်ဦးကိုကြည့်ပြီးမျိုးနယ်ဆရာဝန်ကြီးတောင်အံ့အားသင့်တယ်ဘလို့မှအသက်မရှင်နိုင်ဘူးလို့သတ်မှတ်ထားတဲ့သူကလူကောင်းပဲကလေးလို့ပြုံးပြုံးရွှင်ရွှင်ပြောနေတာကိုတေဝါလုံးကလည်းအုတ်တော်အောင်နဲ့အံ့ဩနေကြတယ်နေ့တည်မလားညတည်မလားစောင့်နေရတဲ့မောင်ဦးဖုတ်ထုတ်ရမလို့တောင်ဖြစ်နေတဲ့မောင်ဦးသေရဲဆွဲခံပြီးမှလူကောင်းပဲကလေးဖြစ်သွားတယ်တဲ့နောက်နေ့ဒေချင်းဆိုသလိုယောဂဝေဒနာတွေကရီးပြစ်သလိုပျောက်သွားတာဟုတ်ဗျသေရဲဆွဲခံရတဲ့ဆိုတဲ့ဇလန်းတွေကျွန်တော်တော်တော်များများကြားဟုတ်ပါတယ်ဒါပေမဲ့ဦးလာတင်ပြောပြတဲ့သေရဲဆွဲခံတဲ့အဖြစ်အပျက်ကတော့အများနဲ့မတူတမှုထူးခြားတဲ့ဇလန်းပါပဲဒီအတွက်ဦးလာတင်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်နေုံပြပြောစရာနည်းနည်းကြံနေတယ်ဦးမောင်ငွေနဲ့ပတ်သက်တာလေဟုတ်ပြောပါဦးမောင်ငွေနဲ့မောင်ဦးအဖေကအသက်ချင်းกว่าပဲမဲ့တော်တော်လေးခင်ကြတယ်ဒါကြောင့်မောင်ဦးပြောလို့လိုက်ရှာတော့တရေကဦးမောင်ငွေကိုနာမည်တက်ပြီးခေါ်ခိုင်းတာဖြစ်မယ်ဗျဟုတ်တယ်ဒီကိစ္စကရွာမှာရောတမျိုးနဲ့လုံးမှာရောတော်တော်နဲ့မရဘူးပြောကြတယ်ပြောတိုင်းဦးမောင်ငွေရဲ့နာမည်ကပါနေတယ်ဦးမောင်ငွေကိုတရေကတောင်သိတဲ့လူဆိုပြီးနာမည်ကြီးသွားခဲ့တယ်ဗျဒါလည်းရည်စက်တစ်မျိုးပေါ့ဗျာမဟုတ်ဘူးလားမှန်တယ်ဗျဒီလိုနာမည်ကြီးရာကနေဦးမောင်ငွေနဲ့ဒေါ်ကြီးများတို့မိသားစုပိုးပြီးရင်းနှီးသွားကြတယ်ရင်းနှီးရာကနေကျင်နာရာကနေတန်ရုံးစင်နေဖြစ်ဦးမောင်ငွေနဲ့မောင်ဦးအမဖူးစားတဲ့ဘက်တွေဖြစ်သွားကြတယ်ဗျဗျာဟုတ်လားစာရေးသူရဲ့အပြန်လန်းမှာတော့ထူးထူးဆန်းဆန်းတရေဆွဲခံရတဲ့ဇလွန်တွေကမောင်ဦးရဲ့အဖြစ်နဲ့ထူးထူးခြားခြားဖူးစားဆောင်ခဲ့တဲ့ဦးမောင်ငွေနဲ့မောင်ဦးအမတို့ရဲ့အဖြစ်ကတော့လွှမ်းမိုးလည်းရဲ့ရှိပါတော့တယ်ခင်ဗျာဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီခင်ဗျာနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ